မင်္ဂလာပါရှင်ဆိုင်မာလေးဒီဟင်းရွှေအောင်အမတ်တစိမ့်နဲ့ထုတ်လုပ်ထားတဲ့ပရင်ရှူဆေးလိမ့်ဆေးဒန်ချီဆေးတွေရောက်ထားပါတယ်နော်ဆိုင်မာတင်ပေးထားပါတယ်သူကလေပရင်အစီအနစ်နဲ့ဖော်ဆက်ထားတဲ့ဆေးတွေဖြစ်တယ်နော်ဒါလေးဆိုရင်ဒါဟိုရှူဆေးလေးပါရိုးပုံစံလေးနဲ့သုံးရတာပေါ့နော်ဒါလေးတွေရှိမယ်ဒါလေးဆိုရင်ရိုးပုံစံလေးနဲ့အိတ်ဆောင်အနေနဲ့လည်းတည်သွားလို့အဆင်ပြေတယ်ကောင်းတယ်နော်ရှူဆေးအနေနဲ့ဒါဈေးကွက်ထဲမှာလည်းဒါကောင်းတယ်ပေါ့နော်ကောင်းလို့တင်ထားပေးတာဒါလေးဆိုရင်ဒန်ချေလိမ့်ဆေးလေးဒန်ချေလိမ့်ဆေးလေးဒါလည်းပရင်အစီအနှစ်နဲ့ဖော်ဆက်ထားတာနော်ဒီထဲမှာပရင်အစီအနှစ်တွေပါတယ်ဒါလေးဆိုရင်ဒန်ချေလိမ့်ဆေးလေးဒူးနာခါနာတာတွေအတွက်တက်တာတယ်နော်နောက်တစ်ခုကဖြန်းဆေးလေးဟိုဒန်ချေလိမ့်ဆေးနဲ့ဖြန်းဆေးနဲ့တွဲသုံးနေရတယ်ချို့ကြတော့လေဟိုဒန်ချေလိမ့်ဆေးလေးလိမ့်နေပြီးရင်ဖြန်းဆေးလေးပြန်သုံးနေပေါ့နော်ဖြန်းဆေးကြတော့ဒီစကြောတက်တာတွေပါတွေအတွက်ဆိုရင်တအားကောင်းတယ်နော်တော့ဆိုင်မှာတင်ထားပါတယ်ဒီလိုမျိုးပရင်အမှတ်တစိတ်ပေါ့နော်ပရင်နဲ့ထုတ်လုပ်ထားတဲ့ဒီဟိတ်ချွေရောင်ရဲ့ဒန်ချေလိမ့်ဆေးရမယ်ဖြန်းဆေးရမယ်ရှူဆေးပေါ့နော်ရိုးနဲ့ထုတ်ထားတဲ့ရှူဆေးလိမ့်ဆေးလေးရပါမယ်ရှင်နော်ဒါတော့သူ့ဘူးပုံကြီးပြပေးတာဒီမျိုးလေးနော်ဒီလိုမျိုးလေးတွေဒါလေးကရိုးလေးဒါလေးကတော့ဖြန်းဆေးလေးပါဒါလေးတွေကဖြန်းဆေးလေးနော်ဒါလေးကဒန်ချေလိမ့်ဆေးလေးပါရှင်ဆိုင်မှာလာဝယ်တဲ့လူတွေအတွက်စုံစုံလေးဖြစ်အောင်လို့နော်ဒီဒန်ချေလိမ့်ဆေးလေးကြတော့ဆေးလူချင်တဲ့လူတွေအတွက်ပေါ့နော်တန်ဃာတွေလည်းလူလို့ရတယ်လူကြီးတူမတွေကိုလည်းလူလို့ရတယ်ဒီတင်ငန်းချင်းတွေထည့်တဲ့အခါမှာလည်းဒီဆေးလေးထည့်ပြီးလူလို့ရတယ်ဆိုတာလေးကိုနော်ဒါပြောပေးတာပါဆိုင်မှာရှိပါတယ်ရှင်ဆိုင်မှာလည်းတင်ထားပေးရနော်ပစ္စည်းလေးကောင်းလို့မိတ်ဆက်ပေးတာပါရှင်ကျမကိုယ်တိုင်လည်းသုံးနေတယ်ဆိုင်မှာလည်းတင်ထားပေးပါတယ်ရှင်ဒါလေးကဘူးပုံစံလေးပြပေးတာပါဒါကတော့ဒန်ချေလိမ့်ဆေးအတွက်ဖြန်းဆေးပေါ့နော်ဖြန်းဆေးပုံစံနဲ့ထုတ်ထားတာပါဒါလေးကရှူဆေးလေးပါနော်ရှူလိမ့်ဆေးလေးပါဒါရိုးပုံစံနဲ့သုံးရတာပါသူကပရင်အစီအနှစ်ကိုအခြေခံပြီးမှသုံးထားတာဖြစ်တယ်ဖော်ဆက်ထားတာဖြစ်တယ်ပေါ့နော်ဒီမှာဒါပရင်ပါဝင်မှုတွေပေါ့နော်ပရင်ပါဝင်မှုတွေပါတယ်ဒါလေးကတော့အိတ်ဆောင်အနေနဲ့လည်းအဆင်ပြေတယ်လက်ဖွားလေးမှာပို့ပြီးမှနော်ရှူလိုက်တုံနဲ့ဒါခေါင်းမူကောင်းကိုက်တွေလည်းပျောက်တယ်ပေါ့နော်ဒါကလိမ့်ဆေးလေးပါဒါလေးကလိမ့်ဆေးဘူးအတူလေးပေါ့နော်ဒန်ချေလိမ့်ဆေးလေးဒီလိုမျိုးလေးပါဒီလိုမျိုးလေးပေါ့နော်ခေါင်းမူခေါင်းကိုက်စကြောတက်တဲ့အတူတွေအတွက်ကတော့ဒီလိုဆေးလေး၃မျိုးတာစောင့်ထားလိုက်ပါနော်